မင်္ဂလာပါရှင်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနည်းပညာတက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိအစိုးရနည်းပညာကောလိပ်များအစိုးရစက်မှုလက်မှုသိပ္ပံများအစိုးရနည်းပညာထက်တန်းကျောင်းများနှင့်သင်တန်းဌာနများမှဆရာဆရာမများ၏တီထွင်ဖန်တီးနိုင်စွမ်းရှိမှုလက်တွေ့ကျွမ်းကျင်မှုသင်ကြားရေးစွမ်းရည်နှင့်အရည်အသွေးများကိုမြင့်တင်ရန်ရည်ရွယ်၍ဆရာဆရာမများ၏လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲကိုနည်းပညာတက်မွေးပညာနှင့်လေ့ကျင့်ရေးဆရာတက်သင်ကောလိပ်ဘယ်လင်းတွင်2019ခုနှစ်မှစတင်၍နှစ်စဉ်ကျင်းပခဲ့ပါတယ်ရှင်။ယခုနှစ်တွင်ပြစ္စမအကြိမ်မြောက်ဖြင့်ဆရာဆရာမများ၏လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲနှင့် Innovation Project ပြိုင်ပွဲကိုနည်းပညာတက်မွေးပညာနှင့်လေ့ကျင့်ရေးဆရာတက်သင်ကောလိပ်ဘယ်လင်းတွင်2025ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့မှ28ရက်နေ့အထိကျင်းပပြုလုပ်ပေးလျက်ရှိပြီးဆရာဆရာမများ၏လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲကိုဘာသာရပ်9ခုမှပြိုင်ပွဲဝင်ကောင်းစဉ်9မျိုးဖြင့်ဆရာဆရာမ89ဦးကဝင်ရောက်ရှင်ပြိုင်သွားမည်ဖြစ်ပြီး Innovation Project ပြိုင်ပွဲကို Innovation Project 10ခုနှင့် Grassroots Innovation Project 10ခုဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်ရှင်။ Innovation Project ပြိုင်ပွဲတွင်အစိုးရနည်းပညာကောလိပ်သိပ္ပံကျောင်းများနှင့်သင်တန်းဌာနများမှသင်ကြားရသောဘာသာရပ်နယ်ပယ်များကိုအခြေခံ၍ပေါင်းစပ်တည်ထွင်ထားသော project များကိုယ်ပိုင်စိတ်ကူးစိတ်တမ်းဖြင့်တည်ထွင်ကြံစဆောင်ရွက်ထားသော project များလက်ရှိလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့တွင်ပြန်လည်အသုံးချနိုင်သော project များနှင့်အခြေခံလူတန်းစားများအတွက်လုပ်ငန်းခွင်အထောက်အကူပြု Grassroots Project များဖြင့်ရှင်ပြိုင်နိုင်မှုများကိုရှုစားကြရမှာဖြစ်ပါတယ်ရှင်။လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲတွင်ဆရာဆရာမများ၏လက်တွေ့လုပ်ငန်းများကိုကျွမ်းကျင်စွာဆောင်ရွက်နိုင်မှု practical skills တာမကသင်ခန်းစာများအားကျောင်းသားကျောင်းသူများသို့ထိရောက်စွာသင်ကြားပြသနိုင်သောစွမ်းရည် pedagogy skills များကိုပါထည့်သွင်းရှင်ပြိုင်မှာဖြစ်ပါတယ်ရှင်။မြို့ပြအင်ဂျင်နီယာဌာနတွင်အဆောက်အအုံများပနက်ရိုက်တက်စေရန် simple circular curve များကိုကောင်းစွာသိရှိနားလည်စေရန် coordinate point များနေရာချတက်စေရန်နှင့် area များတွက်ချက်နိုင်ပြီးလက်တွေ့လုပ်ငန်းများတွင်အသုံးချနိုင်စေရန်ရည်ရွယ်၍စာပေပြိုင်ပွဲကောင်းစဉ်ဖြင့်
ရှင်ပြိုင်နေမှုများဖြစ်ပါတယ်ရှင်လျှက်စစ်စွမ်းအားအင်ဂျင်နီယာဌာနတွင်စက်မှုလုပ်ငန်းသုံးမော်တာများအားထိန်းချုပ်မောင်းနှင်ခြင်းပညာရပ်ကိုကောင်းစွာသိရှိနားလည်ပြီး Logo 8 Basic Module တစ်လုံး၏ Program ရေးဆွဲနိုင်မှုနှင့် Control လုပ်ဆောင်နိုင်မှုအခြေအနေရက်ကိုကျွမ်းကျင်မှုရှိလာစေရန်ရည်ရွယ်၍ Industrial Motor Control HLC and PLC ပြိုင်ပွဲကောင်းစဉ်ဖြင့်ရှင်ပြိုင်နေမှုများဖြစ်ပါတယ်ရှင်Electronic Engineer ဌာနတွင်ကိုယ်ပိုင် idea ဖြင့် circuit design များရေးဆွဲနိုင်စေရန် trace လိုက်နိုင်စေရန်ချုပ်ရင်းချက်များကိုရှာဖွေပြုပြင်နိုင်စေရန်ရည်ရွယ်၍ PCB design making and circuit implementation ပြိုင်ပွဲကောင်းစဉ်ဖြင့်ရှင်ပြိုင်နေမှုများဖြစ်ပါမယ်ရှင်နည်းပညာဌာနတွင်ခင်မီနည်းပညာများနှင့် AI tools များကိုအသုံးပြုပြီး website ရေးသားဖန်တီးနိုင်စေရန်ရည်ရွယ်၍ web design ပြိုင်ပွဲကောင်းစဉ်ဖြင့်ရှင်ပြိုင်နေမှုများဖြစ်ပါတယ်ရှင်မော်တော်ယာဉ်နည်းပညာဌာနတွင်တလုံးလုံးအင်ဂျင်နှင့်မာတီစလင်ဒါအင်ဂျင်များကိုအဖြုတ်အတက်ပြုလုပ်နိုင်စေရန် valve timing နှင့် taper clearance တို့ကိုမှန်ကန်စွာချိန်ညှိတတ်စေရန်ရည်ရွယ်၍ multi cylinder engine adjustment and single cylinder engine overhaul ပြိုင်ပွဲကောင်းစဉ်ဖြင့်ရှင်ပြိုင်နေမှုများဖြစ်ပါရဲ့ရှင်
ပုံစံပြုဌာနတွင်တွင်ငုံကိုကျွမ်းကျင်စွာအသုံးပြုပြီးစက်ပစ္စည်းစိတ်ပိုင်းများထုတ်လုပ်ရာတွင် measuring instrument များအသုံးပြုတိုင်းတာတတ်စေရန်နှင့် hand tools နှင့်လေးအောက် tools များမှန်ကန်စွာရွေးချယ်တတ်စေရန်ရည်ရွယ်၍ late operation ပြိုင်ပွဲကောက်စဉ်ဖြင့်ရှင်ပြိုင်နေမှုများဖြစ်ပါတယ်ရှင် CNC ဌာနတွင် measuring tools များအသုံးပြုတိုင်းတာကင်တွယ်တတ်စေပြီး engineering drawing ဘာသာရပ်၏အခြေခံစံသတ်မှတ်ချက်များအားပုံမသိရှိနားလည်တတ်စေရန်နှင့် AutoCAD software အသုံးပြု၍ဒီဇိုင်းများရေးဆွဲဖန်တီးနိုင်စေရန်ရည်ရွယ်၍ Mechanical Engineering CAD ပြိုင်ပွဲကောင်းစဉ်ဖြင့်ရှင်ပြိုင်နေမှုများဖြစ်ပါတယ်ရှင်